ရဲ့မင်းသားကျော်လေးအကြိုက်ဆုံးအစားအစာအကျိတ်ဆုံးဆိုမန္တလေးရောက်စားပြတဲ့အစားအစာဟုတ်ကဲ့ပါခိုးတော်မုတ်တီစားပြခိုးတော်မုတ်တီမုတ်တီဒီနေ့ကျွေးတယ်လေဒီနေ့ကျွေးတယ်လေနော်ခိုးတော်မုတ်တီကျွေးတယ်နော်ဟုတ်ကဲ့မုတ်တီလေးအကြိုက်ဆုံးပါမန်းလေးရောက်ရင်မဖြစ်မနေရောက်တဲ့နေရအမေရှိတဲ့နေအမေလက်ထုတ်တယ်နဲ့ကွန်ပျူတာအောင်မှန်ပါတယ်အမေအိမ်ပေါ့ဟုတ်ကဲ့အမေအိမ်ကိုရောက်ပါလေကဲပြီးဆိုလို့အဲ့ဒါကြောင့်ချင်းနေရတယ်ဒါဘယ်လိုချစ်တဲ့လူလည်းမရဘူးတို့အော်အဲ့မှာအမနော်အဲ့မဲ့တန်ဆူးကျော်ကလည်းအမပြန်ချစ်အောင်ပဲဖိဖိချစ်အောင်မိမိဘဝအတွက်မင်းသားကျော်လေးကိုပထမဦးဆုံးတန်ဒီပြိတ္တတွေကပေးတဲ့ယတနာလက်ဆောင်လို့ဆိုရင်ဘာလဲဖြစ်ရွှေလက်စွပ်နော်ပြိတ္တတွေပေးတာရွှေလက်စွပ်ဒီမှာရှိတဲ့မမတွေကလည်းရွှေဆိုတော့ရွှေချင်းတူနေတာဟိုမမကစိတ်ရွှေဆိုတော့ဒီမှာဒီကအဖေကနှစ်မရပါဘူးပေါ့မမတမတ်โอเคပြီးပြီဆိုလို့ရှိရင်တော့ကျမတို့အမေအတွက်ပထမဦးဆုံးကျမတို့ရဲ့အပြုံးမင်းသားကျော်လေးစမ်းရည်မှုဝယ်ပေးပြီးကာရပြုမှုတဲ့ယတနာလက်ဆောင်ငကစိတ်ငကကိုဘယ်နဲ့ဒီကွာပြန်ရအောင်ထားကြဟုတ်ကဲ့ပါအဲ့ဆိုနံပါတ်အတူတူပေါ့နော်နံပါတ်ဖြစ်နေပါပြီဟုတ်ကဲ့ပါအဲ့တော့မိမိဘဝမှာအခုထိတ်တန်းရှင်မင်းစေချနာတိုင်းကိုအခုရောက်တဲ့အခါမှာအခုအမေကိုဝယ်ပေးရမယ်ဆိုလို့ရှိရင်ထိတ်တန်းရှင်မင်းစေချနာဆိုင်ကြီးကဘယ်လောက်ရနာလေးတွေဝယ်ပေးချင်လဲရှင်ပရမညာဆွေကျူအခုဝိထားတဲ့ပရမညာဆွေကျူကြီးနော်မေမေကိုစင်ကျင်တယ်မြင်လိုက်တာတဲ့နော်မေမေကိုစင်ကျင်တဲ့စိတ်ကြီးပေါက်သွားတာဟုတ်ကဲ့ပါမိဘကိုတန်ဖိုးထားပေးတဲ့ကျမတို့ရဲ့အပြုံးမင်းသားကျော်လေးစမ်းရည်မှုဖြစ်ပါတယ်ပြီးရင်တော့ကျမအခုမေးဝင်လေးရကြတော့ယတနာတွေဝယ်မယ်ဆိုရင်မဖြစ်မနေဝယ်ကိုဝယ်တဲ့နေရာဝယ်ကိုဝယ်တဲ့စာထိတ်တန်းရွှေတွေစိတ်ရှိရတဲ့နေရာလက်ထပ်လေးလည်းကိုမြင်ပြပါအောင်ရှင်ကဲဒါ